လောကမှာအကြီးမားဆုံးသောအပြစ်ဟာဘာလို့ကြားဘူးလဲ။ဒါဥစဉ်လဲနားရတာပေါ့ဗျာ။စဉ်းစားလိုက်ပါဦး။မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမှာနိယတမိစ္ဆာဒိဋ္ဌိခိုင်မြဲတဲ့နိယတမိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်တော့အဝိဇ္ဇိကြတတ်တယ်။အဝိဇ္ဇိကြတယ်နိယတဖြင့်ကြတတ်တယ်မဟုတ်ဘူးကြတယ်။အမေတ္တအဖေတ္တလို့အဝိဇ္ဇိကြတဲ့လူကဒီကဘာပြက်လို့ရှိရင်လွတ်တယ်။နိယတမိစ္ဆာဒိဋ္ဌိသမားများကတော့ဒီကဘာပြက်ရင်တခြားသောကဘာမှာရွှေ့ပြီးတော့ခံရတယ်လို့ဆိုတယ်။အပြစ်တကအပြစ်ထဲမှာမှားယွင်းတဲ့အယူအဆကိုမှန်နေထင်ပြီးတော့လက်သင့်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတာအပြစ်အကြီးဆုံးပဲ။မှန်ပါဗျာ။အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အကြီးမားဆုံးအပြစ်ဟာဘာကြောင့်ဖြစ်တယ်လဲလို့နည်းနည်းလေးလေ့လာကြည့်ရအောင်။မိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရား2ပါးရှိတယ်တဲ့။ပရတောဂောတသူတစ်ပါးရဲ့နှုတ်ကနေပြီးတော့မှားယွင်းတဲ့သကားဆံတွေကြားရတယ်တဲ့